ဗီနီနဲ့ရီယေတို့ရဲ့ပြဿနာကြားရဲ့အမျက်ဝင်ထုံးမဲ့ PSG ရီယယ်မက်ဒရစ်နဲ့ဘရာဇီးတိုက်စစ်မှုဗီနီရှက်ဂျူနီယာတို့ကသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုတက်တန်းတိုးဖို့အတွက်ဆက်လက်ဆန္ဒရှိနေကြပါသည်။ဒါပေမဲ့အငင်းပွားပွဲရအကလစီကိုပွဲစဉ်ရဲ့အဖြစ်အပျက်နောက်ပိုင်းမှာတော့လုပ်ငန်းစဉ်ရပ်တန့်သွားခဲ့တာပါ။2030ခုနှစ်ထိစာချုပ်အသစ်ချုပ်ဆိုဖို့နှီးစပ်နေခဲ့ရာကနေပြီးတော့ဘရာဇီးကျယ်ပွင့်နဲ့နီးပြအသစ်ဇာဗီအလွန်ဆိုတို့ကြားမှာတင်းမာမှုတွေတိုးလာကြအောင်လို့ဆွေးနွေးမှုတွေရပ်ဆိုင်းသွားခဲ့တာပါ။လှုပ်ဝက်နောက်ကွယ်မှာတော့မက်ဒရစ်ရဲ့အကြီးအကဲနီးပြအသစ်နဲ့ဗီနီရှက်တို့ရဲ့ကြားထဲမှာအာနာလွန်ဆွဲပွဲတစ်ခုဖြစ်ပွားနေပါတယ်။လက်ရှိမှာနှစ်ဘက်စလုံးကစိတ်အေးထားနေကြပါတယ်။ကလပ်အားကစားအခြေအနေကိုပြန်လည်သုံးသပ်ပြီးမှဆွေးနွေးမှုပြန်စတင်နေပြီးတော့ဗီနီရှက်ကလည်းစိတ်ပျက်စရာတွေရှိနေပေမဲ့သက်စာရှည်ကြောင်ဆက်လက်ဖော်ပြနေပါတယ်။ဒီကလပ်ပေါ်ကျွန်တော်ရဲ့ချစ်ချင်းမြတ်တာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့သူကမကြာသေးမီကပြောခဲ့ပေမဲ့ကီလီယန်အမ်ဘာပေရောက်လာပြီးတဲ့နောက်မှာသူ့ရဲ့အခန်းကဏ္ဍကအနေငယ်လွှမ်းမိုးခံရတာကြောင့်မလို့အဝေလဲကန်အတွင်းကသူ့ရဲ့အနေထားဟာတည်တည်တာပြောင်းလဲသွားတာကိုညင်းလို့မရပါဘူး။ဗီနီရှက်နဲ့နီးပြဇာပြီးအလွန်ဆိုတို့ကြားကတင်းမာမှုဟာစပိန်လူမျိုးနီးပြကကလပ်ဘောကဆီမီဖိုင်နယ်မှာသူ့အရန်ခုံမှာထိုင်ခိုင်းခဲ့တဲ့ဇူလိုင်လကလေးကစတင်ပြီးတော့ဖြစ်ပေါ်လာခဲ့တာပါ။အဲဒီနောက်ပိုင်းမှာသူတို့နှစ်ဦးရဲ့ဓာရုပေတာဆက်ဆံရေးပြပြသွားခဲ့ပါတယ်။တိုက်စစ်မှုဟာဒီယာဒီပြိုင်ပွဲစုံအားလုံးမှာ73ပွဲမှာ3ပွဲသာပွဲထွက်ကစားဝင်ရခဲ့ပြီးတော့ပုံစံကောင်းရှိနေချိန်မှာတော့မကြာခဏဆိုသလိုစောစီလူစားလဲခံရတာဒါမှမဟုတ်လူစားဝင်ကစားသမားဖြစ်တာပါဝင်ခဲ့ရတာပါ။ပြဿနာရဲ့ထုတ်ထိပ်ကတော့ဘာစီလိုနာကို2-1နဲ့နိုင်ရခဲ့တဲ့ကလပ်စီကိုပွဲစဉ်မှာပြဿနာရဲ့အစကတော့ဘာစီလိုနာကို2-1နဲ့နိုင်ရခဲ့တဲ့အကလစီကိုပွဲစဉ်မှာဖြစ်ပွားခဲ့တာပါ92မိနစ်မှာလူစားလဲခံရပြီးတဲ့နောက်ဗီနီရှက်ကအမြဲတမ်းငါပဲလို့အော်ဟစ်ကကွင်းထဲကနေပြီးတော့ထွက်ခွာသွားပြီးဥမင်လိုင်ကောင်းတွေကိုပျောက်ကွယ်သွားခဲ့တာပါနောက်ပိုင်းမှာလည်းကင်မရာတွေကသူ့ကိုအရန်ကုန်မှာဒေါသထွက်နေအောင်ရိုက်ယူခဲ့ပါသည်အလုံးစုံရဲ့ဆုံးဖြတ်ချက်တွေကပြည်တွင်းမှာမေးခွန်းထုတ်စရာတွေဖြစ်နေပြီးတော့ကစားသမားတို့ကသူ့ရဲ့နီးပြွာပိုင်းဆိုင်ရာတောင်းတင်းမှုကအရေးချင်းရှိတဲ့ကစားသမားတွေကိုဖိနှိပ်ထားတယ်လို့ခံစားရပါတယ်ကာလိုအန်စလော့တီရဲ့လက်အောက်မှာအချိန်ကြာလွတ်လပ်ခွင့်ရခဲ့တဲ့ဗီနီရှက်ဟာစီကံကိုဦးစားပေးရဲ့နီးပြတုံးနဲ့နေသားတကြဖြစ်အောင်ကြိုးစားနေရပါတယ်။သူ့ရဲ့စိတ်ပြတ်မှုတွေကပုံမနှက်ဆိုင်တဲ့မိန်းကုန်းတစ်ခုကိုထင်ရစေပါတယ်။အဲ့ဒါကတော့သူ့ရဲ့အလိုလိုသိတဲ့အရှိန်ဟုန်မြင့်တဲ့ကစားဟန်ကအလွန်ဆိုးရဲ့တီးကြမှုအခြေခံတဲ့မက်ဒရစ်အသင်းနဲ့ကိုက်ညီနေသေးရလားဆိုတာပဲဖြစ်ပါတယ်။အကလစီကိုအဖြစ်ပြက်ပြီးရဲ့ရန်အနေငယ်အကြမှာပဲဗီနီရှက်လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။ကျွန်တော်ရဲ့အသင်းမော်ရီဘရိတ်သက်တွေကလပ်နဲ့ဥက္ကဋ္ဌတောင်းပန်ခြင်းပါတယ်လို့သူကတွက်တာမှာရေးသားခဲ့ပါတယ်။ကျွန်တော်အမြဲတမ်းအနိုင်ရခြင်းတဲ့အတွက်တစ်ခါတည်းမှာစိတ်အားထက်သန်ဖို့ကျွန်တော်လွှမ်းမိုးသွားပါတယ်လို့လည်းဆိုပါတယ်။ဒါမဲ့လည်းသတိထားမိအောင်ချန်လက်ထားခဲ့တဲ့နာမည်တစ်ခုရှိပြီးတော့ဝေဖန်သူတွေကဇာဗီလိုဆိုတဲ့နာမည်ကိုမပါဝင်နိုင်ပေမဲ့သတိထားမိခဲ့ပါတယ်။ဒီချန်လက်ထားမှုကတမီယူရခဲ့တာပါ။အသင်းနဲ့နီးစပ်သူတွေက AS ကိုပြောကြတဲ့နေရာမှာအလူဆိုရဲ့နီလန်ရဲ့ပုံမှာဗီနီရှက်ရဲ့စိတ်ပြတ်မှုကနှက်ဆိုင်နေကြောင်းကစားချိန်နေပါတာကနေညာချမ်းမှာနေရာပြောင်းကစားခိုင်းခံရတာအထိရှိကြောင်းဆိုပါတယ်။တောင်းပန်မှုဟာပရိသတ်တွေအတွက်ရိုးသားခဲ့ပေမဲ့အကျယ်ပွင့်တဲ့နီးပြတို့ကြားကပုဂ္ဂိုလ်ဆိုင်ရာကွဲလွဲမှုကိုမိမောင်းထိုးပြခဲ့တာပါ။စာချုပ်ဆွေးနွေးမှုတွေရပ်တန့်နေပြီးစိတ်ခံစားမှုတွေမြင့်တက်နေတဲ့အချိန်မှာပဲရစ်စိန့်ဂျာမိန်ဟာအနီးကပ်စောင့်ကြည့်နေပါသည်။ဗီနီရှက်ကနွေရာသီမှာထွက်ခွာဖို့ဆုံးဖြတ်ခဲ့ရင် PSG ကသူ့ကိုထိပ်တန်းပြစ်မှတ်ဖြစ်သတ်မှတ်ထားပါသည်။ဘရာဇီးကစားသမားဟာသူ့ရဲ့ပေါက်ကွဲအားကိုပုံမှန်အသုံးချနိုင်လိမ့်မယ်လို့ယုံကြည်တဲ့လူဝစ်အန်ဒရီဂေးရဲ့ဖီယာမြင့်တိုက်စစ်စင်ရဲ့စနစ်ကိုသဘောကျတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ရီယယ်မက်ဒရစ်ကစားသမားဟာပြောင်းရွှေ့လို့မရဘူးလို့အခိုင်အမာပြောကြားထားပါတယ်။ဒါမဲ့တင်းမာမှုတွေဆက်ပြီးတော့ရှိနေမယ်ဆိုရင်တော့အချိန်တွေပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အဆိုအမှုတွေလည်းရှိပါတယ်။ဗီနီရှက်ရဲ့လက်ရှိစာချုပ်က2029မှာကုန်ဆုံးမှာဖြစ်ပါတယ်။ဒါမဲ့လည်းစာချုပ်အသစ်ဆွေးနွေးမှုတွေမကြခင်ပြန်မဆောက်ဘူးဆိုရင်တော့ကလပ်ဟာကစားသမားရဲ့အားသာချက်ကိုပိုင်ဆိုင်သွားမဲ့အထိမခံနိုင်တဲ့ကာလတစ်ခုကိုရောက်ရှိနိုင်ပါတယ်။